ရောက်ချီမဟုတ်လည်းပဲကျဲစင်လောင်းတော့ငါရဲ့တက်ကန်းတွေကိုယ်မစွမ်းသလုံးလေးရနှွေးရပေးခဲ့တယ်ဒီလိုက်ဆိုရဲ့ရှိဝေးနဲ့ကိုယ်တဲ့တော့မရှိလဲနေနိုင်ပါတဲ့တတ်တဲ့လုံးအလိုအဆုံးကဘဝကိုရိုးသားတော့နေဖို့ကျေးဇူးများတင်ပါတယ်ခင်ဗျာ